ဘတ်ဆော့1ပွဲစဉ်နိုင်တဲ့သင်းကတော့ကျွန်တော် play off တက်ဖို့အတွက်တော်တော်ကြီး chance များသွားမဲ့ပွဲကိုတော့ကျွန်တော်ရဲ့ main sponsor ဖြစ်တဲ့ Riot လေးနဲ့အတူတူပဲစတင်လိုက်ရဖြစ်ပါတယ်เนาะကျွန်တော်ဘတ်မှာတော့ဟန် fan တွေတော့ပွဲထွက်လာခဲ့ရင်းနဲ့ပဲဒီလိုရေးကြည့်တဲ့ပွဲမျိုးမှာကန်ရဲတဲ့ဇာတ်တော့နဲတော့မနေဘူးဗျကဲနော်ကျွန်တော်တို့ပွဲလေးရောက်တော့ဘက်တရီတောက်လျှောက်អော်ရတော့မှာဆိုတော့နော်ကျေးဇူးတင်စကားလေးပြောဖို့မိသွားမှာဆိုတော့ကျွန်တော်တို့အခု like ကြည့်ရှုနေတဲ့လူနော် viewer Facebook YouTube ပေါင်းအားလုံးပေါင်း3,400ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးများကြီးတင်တယ်လို့ရင်လုံးပြောကြားချင်ပါတယ်ဘာဝနေပြီကဲနော်ဆိုတော့ခုတော့လည်းပွဲလေးတော့တစ်ချက်ရေးကြည့်ရအောင်တော်ကြီးလာပြီးတော့နော်ဗလာတီနာကိုလာလုံးနေတာဆိုတော့လေ free တော့နည်းနည်းလေးတော့ဟန်နေနဲ့ River Monster ရအောင်တော့စားလာတိုင်ဖန်အဲ့လိုမလွဲနဲ့နော်ဒါအဲ့လိုမလွဲနဲ့နော်easy ပါ easy ပါကေပဲခုမှတစ်ချောင်းလေးပဲနည်းနည်း miss သွားတာပါရပါတယ်ဂျန်ငယ်သေးပါနဲ့ပြန်စားတယ်လို့ထိန်းကြမလားကရီကိုအင်နိုဇန်လေးလို့ထိန်းကြမလားဆိုတော့အောက်လမ်းမှာတော့ကရီနဲ့ကလောင်းနေတော့စတင်နေနေနည်းနည်းလေးတော့ဖျဲခံနေရတယ်နော်ဒီမှာအပေါ်လမ်းမှာလည်းရင်းနေနေလက်ပီလိုက်ထိုးတာတွေပါနေခံနေရတယ်ဗလက်တီနာမိတ်လည်းဖြစ်နေတာဆိုအမှန်တိုင်းပြောရင်ဒယ်ရိုကြီးဝင်ချမယ်ဆိုရင်တော့မာတော့မမာဘူးပေါ့နော်အညော်ပုံစံမျိုးစပယ်တွေပါပြန်ခိုးပြီးဆော့မဲ့ပုံစံမျိုးပဲရွေးချယ်ထားတယ်ဒါပေမဲ့ရအောင်အောက်လမ်းမှာတော့ဘလင်းဘက်ကလာပေးပြီးသားကြီးဟုတ်တယ်အေးစေးကဲနောက်ခရီးတွေပါတွေကလည်းတာဝန်နာခေါ်စားလို့ရတဲ့အနေထားရှိနေတာဆိုတော့state ကတော့ lane pressure ရှိမှာတော့မဟုတ်ဘူးလေမှာတော့ fasa နည်းနည်းလေးတော့တွေးရစိုးနေနေပဲ blink ပြန်ရောက်လာပြီဆိုတော့လေခရီးတွေပါတွေစားဖို့တော့လွယ်တယ်ဖန်နီကေပဲ unbreakable redden ကိုချက်ချင်းကြီးတွေ့လာမှငါအဲ့ဒါစိတ်ပူတာဒါတခြားမဟုတ်အဲ့ဒီစင်းနဲ့အများမပါဘူးအဲ့ပါတဲ့တော့ကတော့တော်ဆိုးတယ်လိုက်လို့ဟောဘာငန်းလုံးတက်တာခိုင်ရီတော့လီယိုမိုတွေပါစော့နေပြီဗျာနော်လီနာကလည်းလေလမ်းမှာတော့ dispersion rotation တွေပါတော့ပေးရတယ်ခိုင်ရီကိုနည်းနည်းလေးပုတ်ထည့်လိုက်တာသွေးတစ်ဝက်ရောသွားပြီးဆန်းတော့သွားပူတာပါတယ်နော်ရင်အန်ရန်တော့ပေါင်းနေနေတာဒီမှာတော့သွေးတစ်ဝက်ရောသွားနေတော့ fan နေနေတော့ဒီတာတွေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးတော့ဘက်ကတ်အများကြီးကြောပေါက်မှာဆိုတော့မောင်းထုတ်တာကဘာညာနဲ့နောက်ဆုံးမှာတာတယ်လေးကိုတော့ခိုင်ရီပဲရအောင်ဝိုင်းတော့မတန့်ဖောင်းဖန်နီမာနာကြီးမရှိတော့ဘူးပြန်တော့ဘတ်တင်နေနောက်ဆုံးမှာခိုင်ရီလေးကိုတော့အလီနာရောက်လိုက်ပါသေးတယ်ဒီမှာလက်ပီလီနာကောင်တပ်ပေးသွားမယ်ရင်းလေးတော့ပြန်ပေးထားတယ်1 for 1 break ဗလက်တီနာပြုတ်နေတာဘူးဗလက်တီနာအမှန်တိုင်းပြောသူထိုးတာတွေကခိုင်ရီကိုပြတ်ပြီလို့ထင်ခဲ့တယ်မယ် तू ကအရန်ပြော့တဲ့ဟီရိုဖြစ်တဲ့တော့ဘတ်တဲမှာကြာမခံသွားတာတကယ်ဆိုတော့ခိုင်ရီတေသွားတယ်နိုင်နေရမှာမင်းတကယ်ဟုတ်တယ်ကာရီတေဝါမှာနော်နည်းနည်းလေးတော့ထက်ခံလိုက်နိုင်လို့ရှိရင်အဲ့နေရာကာရီရသွားပြီနော်ကာရီဟီရိုကီတကောင် first starter လေးကိုယူရတယ်ဆိုပေမဲ့အဆင်ပြေသေးတယ်ဘို့ရအဆင်ပြေသေးတယ်ဒီကိုနော်လီနာဟီရိုright ဆိုမဲ့အဆင်ပြေသေးတယ်ဘို့ရအဆင်ပြေသေးတယ်ဒီကိုနော်လီနာဟီရိုကီယူပေးသွားမြင်လိုက်တယ်ဘို့နော်ဆို1 for 1ပဲလားတကယ်တော့ဒါ fanny နဲ့တော့ဒါ report တာမလို့ဆိုတော့ဒါဖြစ်တယ်ဒါ easy ပဲလားပို့ပါပဲဘာမှရင်းကြီးနှမျိုးနေကြတော့မရှိဘူးเนาะဒီမှာလည်း walking grass ဘာညာလေးတော့စားတိုင်းတော့ own နေသူတို့ကတော့ Asian တင်း PVP မှာပဲလို့ဒီလားကျွန်တော်မြန်မာတင်းအဲ့သူတို့ပေးတဲ့ PR တွေကိုအကောင်းဆုံးတောင်းခံပြီးတော့ပြန်ကျုံးသွားမှာမှန်ပဲเนาะကျွန်တော်လိန်နီကတော့ရရအောင်ပဲဆိုပေမဲ့ကလောက်ကတော့ဟိုကရီးကတော့တော်တော်စပေးလိုက်ယူနေတာတော့ diversion အောက်ပြန်ပို့ပြီးလိုက်တာဗျစတစ်ကိုအော်စတစ်လာဖမ်းရရလေနန်းဒီပါလာဖန်တော့ပြီးတော့ online တော့ diversion ပြန်မှု fanny ကြီးပဲဆွဲနောက်မှာ skyline တော့ဝင်လုံးမလားဘလင်းနေနေတော့သွင်းနေဝိုင်းနေတာဒီမှာ gloria ပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော်3မိနစ်လို့ဝင်းချင်မှာတော့ eroki 11နဲ့ကျွန်တော်တို့ only ဘက်ကဗတဲ့လိုချင်နေရတယ်တူတယ်လီယိုမို့မြင်နေပါတယ်ရှိတယ်ကျွန်တော် fanny ဘက်ကလည်းချမှာဒီလားဟိုလိုကြီးချိန်နေလို့တော့မရဘူးမှန်တယ် eroki တော့ပြန်လိုက် try မှရမယ် fanny နဲ့ဆိုတော့အားချနိုင်ကတော့ကောင်းပါရန်တော့လောကြတော့မလို့ဘူးပေါ့နော် ACမှန်တယ်အကောင်စားလေး live record file เนาะဒီမှာ fanny blue ပဲထွက်တော့မဲ့ time လေးကိုတော့ key wine မြင်လာတယ်ဆိုပေမဲ့ဒီကေပဲငါသားလေးတို့ဖြတ်ဆောင်းလို့ကြိုးစားတယ်ဆိုပေမဲ့ဆန်းနေနေတော့ငါကလေးပြောင်း flavor လေးနဲ့ခုံတော်ဝိုင်းနေတာတခုမှာလုံးပြောက်သွားသေးတယ်เนาะနောက်မှလည်းတာတေဒီပါတွေထွက်တဲ့ time လေးလည်းရှိနေပြီဆိုတော့ဒီ blue bag လေးကိုမြန်မြန်ဆန်းဆန်းလေးစားလိုက်လား key wine ဒီ blue bag ကိုတော့လာဆောက်ထားပါပြီးမလာနဲ့အကောင်လာနေပို့ပေးလိုက်တိုင်းအေယိုကြီးခုံတော့အေးရပြီမင်းခုံလိုက်တော့အဲ့ဒါခုံလိုက်မင်းခုံမှုလိုရနေတာအင်ပြန်မှာအင်ပြန်မှာတော်ပြန်လို့ရပြီအမှန်ပဲကဲဆိုတော့ဘာတာတေဒီဝိုင်တော့ကီဝိုင်းမပါတဲ့နေလားတခုမှကျွန်တော်မြန်မာတင်းနေနေတော့နော်ဒဲပဲဝင်လုံထားတယ်မတော့လဲခါရီယူမောမြင်းနေပါလေခေါ်ဗလေးတော့တောင်းချောင်းလိုင်းနေတန်းဖော်ပြန်ခိုးပြီးတော့ထိုးပြီးတော့ချိုးသားတယ်ရသေးလားရလိုက်တယ်ရင်းနေတဲ့ကီဝိုင်းတွေရတော့တာတဲလေဟန်ယူသွားတယ်မတော့ခါရီတကောင်မှဂျားညက်ပြီးတော့တပ်ပေးလိုက်အောင်တိုင်းလက်ပီလေးကိုရင်ဖြတ်ခါရီလေးကိုပါထက်ရလိုက်တယ်နေတော့ဒီမှာဟီရိုကီ3ကောင်နဲ့တာတဲနဲ့တော့ကျွန်တော်တို့မြန်မာတင်း4မိနစ်တိုင်မှာရရှိခဲ့ပြီဖြစ်ပါတယ်
နော်မင်းလာ on လို့မေးပြီးတော့ဆော့နော်တကယ်ကောင်းတဲ့ရင်နော်ဝင်သွားတဲ့ timing ရတဲ့ကွက်တီ ဟုတ်ပါ ရတဲ့ကြီးလေရလိုက်သလိုတက်တဲ့ကြီးပါရခဲ့တယ်ကျွန်တော်မြန်မာအသင်းအပွင့်လေးတော့တော်တော်ကြီးလောက်သွားပြီအောင်လန်းလေးကိုသွားကြည့်မလားရပြီအောင်လန်းလေးကိုလည်းထောက်ပေးရတယ်ဗျာစတေတော့ ဒီအဲ့ငါမြန်မာပွဲ ဘာပြီးပေါ်အောင်မြန်မာပွဲလို့ မြန်မာပွဲဆိုအဲ့တိုင်းကြီးပဲ မပေါ်သွားအောင်မြန်မာပွဲလို့အဲ့လိုပဲโอเคနောက်တိုင်းတောင်းတောင်း မြင်းကြီးဒီမောရဲ့အတက်ကမြင်းမဲ့ဘလို့ဒီကောင်မြင်းမရှိရင်မမလုပ်လို့မရဘူးဆိုတော့အဲ့ကောင်အရင်ကတည်းကပြတ်တယ်လည်းကို โอเคတော့လူကလမ်းဖိုးသွားလို့ရှိရင်တော့ကိုဒီကောင်းလေးစတိုင်လာပေါ်အားကိုရတော့မှာဒီစတိုင်လာတော့ပိုင်နေတော့လိုက်နိုင်လို့ရှိရင်တော့ဒီဘက်နိုင်ပါပြီအစီပဲเนาะအဲ့လူမောပွဲကျင်ကြာလာနေတော့ပုတ်သွားမှာ လီနာ2-0 ရာဒီခေလာမီကာရီယာ ဟုတ်ပါလီနာကိုရှိုးလိုက်2-0တယ်နဲ့လောင်းရက်တိုက်ဒီဘက်ဂိမ်းတော့ကောင်းတာပြောလို့ပြောဟိုဘက်ကခေါင်းပြေးတော့မဲ့ကောင်လေးကြီးပဲ ဖန်နီကိုဖန်နီဘလူးကပါပါစေရအောင်မှာเนาะအဲ့ဒါ သူစားမကောင်းဘူးကအနေများတယ် အဲ့ဒီတော့များပါလေဒီဘက်အသေးလိုင်းကြီးလာကြီးလာလို့ဒီလိုမောမြင်းလာခေါ်ပြီးတော့ ပြန်နားတယ်ဗော ဖန်နီကဒီမစားဘူးလို့လောင်းကြိုင်ပါရှင်နဲ့လာစားမှာဆိုလို့เนาะဒီကောင်ကြီးကအောင်းကလည်းနည်းတော့စားတော့တက်ပါလေကောင်ကြီးကနော်ကိုအဒီကြောင့်လာနည်းနည်းတိုင်ပတ်နေတယ်လို့ခံရတယ်ဆိုလို့ね ဟုတ်ပါ ကလျာရီရဲ့ individual တော့ကောင်းတယ်ကျောင်းဝိုင်းကြီးလာရဲ့နေနေဘူးဒီကောင်ကြီးတော့ကတော့ဒန်းလူဂျမောင်နဲ့ဆော်ရရနေတာအခုဆိုရင်တော့ကျွန်တော်အောင်လန်းမှာ Skylar Lin ရော Sub Pressure ပေးလို့စဉ်းစားနေနေပဲကျွန်တော်ပြောရလို့ပဲအဲ့လို family နဲ့ပေါင်းကတာမျိုးပဲဖြစ်ဖြစ်နော်လောက်တာတော့လောက်တင်နေပြီကဲနောက်ဆုံးတာတဲ့ခက်ချောင်းလားစိတ်ပိုင်းတော့ဟိုမှာ rubber band နဲ့တော့ပြန်စားလို့ရနေသေးတယ်ဟန်ကျင်းလို့ဘောရတော့ easy stop လက်ပြိုးတော့လည်းကန်ဆန်းနေရတော့မသိဘူးအန်ရတော့များပါတယ်နော်ကျွန်တော် broken wall နဲ့ဆိုတော့ပေါ်လန်တာတယ်လေးပါလိမ့်မယ် easy လုပ်လိုက်တာတော့ပိုရှင်ပြီလေနော်မလေးလက်ပြီး ဘန်းလာတိုင်းမှာ ဟန်တော့နော်ကျွန်တော်ပေါ်လန်ဘေးရှင်လေးတစ်ချက်တော့ထောက်ထားနေပဲဒီဘက်မှာကာရီနေတော့တာတယ်တော့ဒဲလို့ဘလင်းလို့ပါလာလေးရတယ်ဘလင်းနည်းနည်း3-1တော့ရုံနေတော့ငါတော့ဘယ်ဆိုင်မှာတိုင်း step ပါပဲလာ drive နေနေတာဗျ Oregon ချောင်းထပ်တော့ပါလိုက်နေပဲရင်းရှောင်းရတာလေးတာရဗျ လက်ပြီးနော် strike ကြီးပြေးဝင်လာတာညီကိုတန်းဖောင်ပြောင်းနေတာတော့မသိဘူးအနေနဲ့တော့နည်းနည်းများတယ်အမပြေးပြီးတော့တန်းဖောင်2 man sky for ဆွဲချိန်တာဘလင်းနဲ့ပါဝိုင်းမှာတော့ glory ရဲ့ပဝေးပါနဲ့ခင်းလာတယ်ဘလင်းဂျာညံနေလို့လည်းလေရောက်တော့ပြန်ပြီးသွားတော့တော့ plan ကြီးတွေပြန်ထောက် sky for ထပ်ထိုးလက်ပြီးဂျာညံနေတော့ကိုယ်ဖလီကာလင်းတော့ပြန်ထောက်ဝိုင်းနဲ့ကြေးရတော့မပေးတာဆန်ဂျာညံဝိုင်းနဲ့ပဲ you 1 for 1 3 10နေတိုင်း10တာရလိုက်တော့ ရတယ်တရားတော့ဒီမှာဟန်ဟုတ်တယ်ဟောင်းကြီးเนาะအပေါ်လမ်းမှာတာဝါလေးတစ်လုံးထက်ရဘူးလို့ရှိနေနေပဲအဓိကရေးကြီးနေတဲ့အလေကဟုတ်တယ်မင်းတာဝါကြီးထိုးလိုက်ကြီး ကဲတော့တာလေးလေးရလိုက်တယ်နော်ယူကီလေးလေးဘာဖို့ဝင်နေရတာဒီမှာတန်နေလို့ မင်းတာဝါကြီး မင်းကအဲ့ဒါအောင်လေးယူလိုက်ပါအောင်လေးယူလိုက်ပါ အာနော်ရတာလောက်နေချိန်ရမယ်နေသားเนาะလက်ပီယာလည်းပြီးတော့ပြီးလိုက်ပါပြီကောင်ဥစ္စာမဖြစ်တော့ စတိကလောက်က ထိုးလိုက်ရမှာ စတိကလောက်နော်တော်တော်လေး family လောက်ခွင့်ရတယ်လီနာတော်တော်တာယာနေတာ203လီနာ story ရဲ့ the one and only မြစ်လိန်လာနေတော့နော်အကောင်းမှုလုံးတော့အတင်းတော့ support ပေးနေလုံးပဲကအောင်မလဲကျွန်တော်ရင်စပယ်ပြန်ခိုးရတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် sky for 2 man ကြောင်းမှာတော့ plan ယူရဲဝုန်းပကိုနဲ့စန်တန်းပြောက်သွားလို့ရင်းနဲ့ဂျာညော်ဝိုင်းမှာ fanny ကျူတဲ့တောက်လျှောက်တွေဆွဲယူကီလေးတော့ထက်အောင်တော့ skip ပါဂျာညော်ဝါက fanny လုံးနေတော့ကပ်တိုင်းလို့ကပ်အချင်းမောင်းဘတ်တော့အောင်လာပါစေရတူတူပဲ အဲ့လိုတာဝါကြီးဝင်လိုက်တာကြီးတော့အမြင်များတယ်နော်ဘက်ဟိုလက်ပီလောက်ခရလိုက်တော့တန်သွားမှာဆိုရင်လည်းနော်ဘာလို့2 ဖေးလောက်နဲ့ပဲရှင်းလိုက်ရတယ်နောက်တော့1000ပြန်ပြီးလိုက်ရတယ်ကွာဆိုတော့2ပါတယ်ပါတော့ပါတယ်ပေါ့နော် ဘာမယူဘူးနော် ဒီကန်ကောင်းလာလေးတခုကတော့စကိုင်လာကင်းမရပါတာလေးပဲဗျာ ကဲဘာမှဟန်နေတော့အောင်လဲ ရှိလိုက်ယူမို့တင်တက်လို့ရတော့တယ် ဒါပေမဲ့မလုပ်တာပဲကောင်းပါတဲ့အတိုင်းမြင်းနေပါနေဆိုဆွဲကြည့်လိုက်လို့ရှိရင်ထိုးပြောင်းလာပြီလားဗျာအဲ့ဒါမလုပ်တင်ဘူးမလုပ်တင်ဘူးအဲ့တော့မပြောတဲ့တိုင်းလုံးနဲ့ ဟုတ်တယ်နော်ကဲကလောက်လေးကိုနည်းနည်းလေးပြီးဖန်အပေါ်လမ်းကြီးပါသွားဖန်အောင်လားစိတ်ကြိုက်ဖန်နော်ဒီချိန်ကတော့ကလောက်ကတင်းရတယ်တာနေတာဆိုတော့ဘယ်တော့တော့ဖန်အောင်ဆင်ပြေရဗျကဲ လုံးဝ900လောက်မျိုး တော့တော့လိမ့်ပြချာပြီးစကိုင်းလာဒီလောက်လာတော့ဖလစ်ကားရှိတယ် အဲ့ကောင်လည်းလုံးလို့ရလားတဲ့တိုင်း ဒါပေမဲ့ ဒါပေမဲ့ယူမောကလည်းလည်းတော့မှရှိနေတာ ရှိတယ်ကောင်းရှိတယ် လောဘတဲ့ ရော ရော တယ် စိတ် ရှိ ရှိ တယ် တယ် တော့ကျွန်တော်လောဘတယ်လေးလည်းထက်ကြည့်ရလို့ရှိသေးတယ်ဟန်နီနဲ့တော့သူဘလူးဘက်တွေပါရစားတာမကြသေးတဲ့ပုံပဲပေါ့နော်အေးအကြောင်းပဲဗျဒင်းကြီးတော့အပေါ်မှာတော့တောက်ချောင်းတိုင်းနဲ့ဘက်ကရီလောင်လေးတော့ဝဲလေလေးတော့ဖြစ်နေအင်းဒီကတော့တာရဆိုလောရမလို့နော်ရမလေးပါစားဘူးကပါညာစား
ဘာတတာမယ်ထင်မှာပဲဝင်ချတော့ပူကောင်းတယ် ရန်ကြီးလောရတော့မလို့ပေါ့နော်အမလည်းကလည်းအားလုံးလော်လေးကတော့ပေါ်ပေါ်နေနေတော့ရင်းချင်းလေးတော့ကြည့်ရကြနော်သူကလည်းဒီမှာဆိုရာရဲ့ form တွေပဲခိုးတော့ချင်းလေးပြန်လို့ရတာဆန်းကတိုက်တတိထားနေပြီလားရင်းကို respect ပေးမှရမှာအော်တန်းဟောပြီးသွားပြီကအော်ဒီမှာလည်းရင်း accession ဟောပြီးသွားပြီဆိုတော့ဆိုရာရဲ့ ultimate တွေကတော့နောက်နှစ်ဖက်လုံးမှာတော့မရှိတော့ဘူးဒါပေမဲ့အဲ့ကူတော့ရမ်းမကြောက်ဘူးနော်အောင်လုံးကစပန်ပြန်ခိုးလိုက် စပန်ကလည်းနည်းနည်းပြန်ဆောက်မှာပါနော်ကျွန်တော်လော့တန်းနေပြီကဝိုင်းကြီးကနောက်တော့လော့ရီပါလည်းစပြီးပြင်ခေါ်ထုတ်ထားနေမှာမဟန်နည်းနည်းလှုပ်ချင်တဲ့ဒရိုးရပါဝေးဘာလဲပြေးဆိုင်နေနေတာတခုကနေတော့မကီပွိုင်းမာပြီးထားနေတော့ကောက်ပြစ်ချက်တွေဒီလိုမျိုးမြင်းခေါ်တာရလိုက်ဒီတိုင်းစပန်တောင်းပြီးသွားပြီစေးလေးပဲထားစားရောတော့ dance ဆိုလာတန်ဖောင်စကိုင်းဘောမပါလာဘူး AOG လွဲဝါးလွဲတိုင်းပြန်တုံးနေလိုက်အမဖန်ကြီးကိတဲ့လောင်းဒီစပါဂျူရိုတေးရှင်းခိုင်းလို့တေးလိုပဲကောက် blending ကျိုးစတဲ့ချာညတော့နေတော့မတေးသွားပြီမရင်အကောင်းမှုကိုဖမ်းနိုင်နေတော့မစကိုင်းတော့မတိတ်အောင်ပါရိုက်ကပဲကြီးရာယူကီနှကောင်တော့ဆိုချာလာမရှိဘူးလုံးလုံးမရဘူးလုံးလုံးမရဘူး ဘောလုံးမြောက်ခင်းစားနေတော့သူဝင်ပိုင်းလာတော့တားကတော့မှန်တယ်ဆိုရင်တစ်ဖက်ကကာရီကိုရင်းဘက်ကပြီးနေနေသားဆိုတော့ဟန်တော့ပြီးလိုက်ရတယ်ဗျာပြဿနာတော့မရှိသေးဘူးเนาะသူ့ပေါ်လာတော့ပြန်ထားရတယ်ဆိုပေမဲ့เนาะအမှန်တော့ဟန်လာမသိဘူးလို့ရှိရင်ဒီတော့ကျွန်တော်တို့ဖြစ်သွားပြီ ဟုတ်ပါကဲခုလဲတာကျွန်တော်ဟန်ပြန်ထွက်မဲ့တိုင်လေးကိုနော်ကျွန်တော်နည်းနည်းလေးစောင့်ပြောမယ်လော်လီပါလေးဖိုးချနေတာတော့မသိဘူးလေစတစ်နေရတယ်ဘာမှလော်လီပါလေးတော့တောက်လျှောက်လုံထားနေမှာလက်ပြီးကောင်းပြီးခေါက်လက်ပြီးကောင်းရေးတက်လိုက်လားဆိုလာဘာမှမရှိတော့ဘူး4 the fight အနေနဲ့တခုတော့အခွင့်အရေးသုံးချပြီးကျွန်တော်ရဲ့ YG ရန်ကုန် Galacticos မြန်မာတင်းနေဒီလော်လီတော့လုံးနေနေတာမျိုးရှိ4 5အားတော့အင်အားတာနေလား ပါဆောက်တတိသား ဘာသာဆန် ပါဆောက်တတိသား ဒီဘက်ကချုံလေးမှရှိတယ်အဲဆိုဒီမှာပေးဒေါ်လေးတော့ဖိုးချိုင်နေတာကဘေးနားနေယူကြီးတိတိကျကျပေါက်သွားတယ် fast ball တော့ကျွန်တော်မြန်မာတင်းသိမ့်ပိုက်ခဲ့တယ်ပဲ key point မတိကျလို့ပြေးသွားနေတာတခုမှဆိုပေမဲ့နောက်မှတော့ရအောင်လို့ရင်းလိုက်တက်ထားသေးတယ်ယူကြီးတကောင်ရတော့တော့ယူလို့အတန်ကြီးအရန်တန်လို့ လက်တော့လေးရလိုက်တဲ့ပြင်မှာကတော့ချာလေးပါစေရောင်းနောက်မှာတော့မြန်မာတင်းဝိုင်းကြီးနေတော့လေလက်မတော်လုံးမှာရိုက်ခွဲနေပြီဖြစ်ပါတယ်စတစ်အိုင်ဒန်3ကဆောစီဝဲရလိုက်နေပြီးတော့ဝင်လို့နေချပါနေထုတ်တော့စကိုင်လာနေတော့ဘောကတော့သုံးနေတာသူဒီမှာနိုင်ပါရောမထည့်နိုင်ဘူးဝင်လို့ကခိုင်တန်းထည့်ထားနေလားဆိုတော့ဒီကလေးရှိတာဒိုင်မစ်ကတော့အဲ့လိုကြီးတော့ကြောက်စရာတော့မလိုသေးဘူးကြာကြားရဲလို့ရတဲ့သူအပြင်စကန်တာဝါလေးတွေမကတာဝါလေးတွေးချတာမျိုးတွေလုပ်ရမယ်နောက်ဝက်ဒီဒီတော့ကိုကြီးဖြတ်ထားလိုက်နိုင်တော့အကောင်းဆုံးပဲတစ်ဖက်က orange ကြီးဖြစ်နေတာဆိုတော့လေအမားလို့တော့မရဘူးဒီဝမ်းမာတွေက orange ကအဲ့လိုအမားတွေကိုတုံးချပြီးကမ်းဘက်ခဲ့တဲ့အသေးဆိုတော့ကျွန်တော်တို့ YG အမားအတက်နိုင်ကိုအနည်းဆုံးနဲ့တော့စော့ပြမှာရမယ်ဗျာ ဒီဘက်မှာ fan answer တွေပဲရှောင်းဆော်ထားတယ်မှာရင်းပြေးဝင်နေတော့ fan တွေကကတ်တော့နေတဲ့ပိုင်းလို့ကျိုးသားမြားကပြောက်ဝိုင်းဟန်နေတော့ပြန်ပတ်လာတယ်အေးကြောင်းဝင် ရှော့ ဟာစေးပါလိရှော့အောင်နော်ဆိုတော့ blend 3 ချက်တွေကိုကျွန်တော်နားမှာတော့တော်တော်လေးကောင်းနေတာပေါ့နော်ဆိုတော့ဒီမှာလည်းအဓိကတော့အဲ့လိုဒါကြီးခုနဟိုဗတ်တယ်မှာတို့တာဝါရဲဆိုတာအဲ့လက်ပြီးတော့ရေချိုးရလို့ဒီမှာအဲ့လိုအင်အားမများတဲ့အချိန်မှာထူပါဟုတ်ပါတန်ဖောင်2 man sky 4မပါလာဘူးအဲ့ဒါကိုရှောင်းနေတာလို့တိုင်းငါတို့ဘက်ကပါရအောင်ရပြန်တော့ fan နေနဲ့ပေါ်တော့ဖြာခင်းနေရရတိုင်းလူကျနာမဲလာတဲ့တိုင်မြဲဘယ်လန်းရရအဆင်ပြေတယ်ဟေးဟေးရိုင်းတောင်းပြီးပတ်ဆိုတောင်းပြီးမေဂါနန်ဒီဘာလို့ရလိုက်တာပေါ်လမ်းမှာတော့သွင်းနေသွားလို့အောက်လမ်းမှာလည်းမေဂါလည်းတော်တော်ကြီးသွင်းနေနေတယ်နေတာဆိုတော့အချောင်း YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်နေတဲ့လောလို့ပဲပြောရမှာဗျာ အဲ့ငါတို့ လေးရရမှာနော် BGD လိုမဖြစ်ဖို့ပဲနော်အဲ့လေခိုင်ရီကောင်အောက်ခေါက်ခံရတဲ့ Black Jewel Dispatch Rotation Damage ကလောလောညီနေတယ်ခိုင်ရီတမ်းပြသွားတယ်ပြီးရင်နောက်ကောင်တော့ Sky တော့မတက်တယ်မယ်ဆိုတော့တမ်းမရောက်အောင်အဲ့ဒီက Sky မတေဘူးဆိုပေမဲ့တော့မလက်ပြီးတဲ့ကောင်တော့ fan ကြီးကေဗယ်လေးဆွဲပြီးရောက်ပြတ်ချသွားတယ် step မှာပြတ်ချသွားတယ်ညီတော်တို့ကရုပ်ကြီး3ကောင်မြန်မာတင်းပိုင်ဆိုင်နေတယ်ပဲမေဂါ3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်လေလမ်းမှာနောက်ထပ်များတော့ခရီးဝင်နေတော့ထပ်ထပ်လို့လုံနေနေတော့ခရစ်စတက်ကုန်းတွေပြေးလိုက်မှာခရီးဝင်လာနေတန်းမှာတိုင်းတန်းမှာကောက်တန်းနေခရီးဝင်ရောနေနေတော့ပြန်တော့စောင်းနေရတယ်ဆိုပေမဲ့ Sky လာတော့မှာတန်းသွားတယ်ကြီးYG ချိုးရကြမှာဒီအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ် Oh my god အဲ့ဒါတော့ on နေလို့မင်းလာအောင်ရအောင် Oh my god အိုးနေလို့တော့ကျွန်တော်ဘတ်ဆောင်ဝမ်းမှာအကောင်းဆုံး performance နဲ့ God YG မြန်မာတင်းနိုင်ရရှိခဲ့ပါပြီခင်ဗျာ
ရှင်ရဲ့ဆိုတာရကောင်းလိုက်တာလို့ what the heck ကောင်းလိုက်တာတော့ရေ ရှင်ရဲ့ဆိုတာဆောင်းထိနေရရင်တော့ထိုင်းတာပဲရောရေ ရင်းနဲ့လီနာရဲ့လုံးကွက်တွေဒီပဲဘရိုတ ဘယ်လိုလဲတပိုင်းသေးရှင်းကြမယ်အားရကြကောင်းလိုက်တဲ့ပြန်ဝေးဗျာအားရကြကောင်းလိုက်တဲ့ပွဲ ဟာ မြမအသင်းတွေကိုရမ်းခင်သေးနေတဲ့ကောင်တွေအခုချိန်ဓာတ်ပိတ်နေတာနော် ဒီဟဲ့ဟုတ်ကဲ့မနေ့ကဘယ်လိုလဲညီမလေးတိုင်းဟာ ဒီအသင်းတွေကိုရိုက်ခွဲပြနေပြီတကယ်ကောင်းတဲ့ YG let's ဝင်းနေရှင်ရဲ့ဝင်းနေလက်ဆောင်ကောင်း ဝင်းနေလာတော့ ဘလဲရ မင်းအောင်ရေ ဝင်းနေလက်ဆောင်တွေရအလိုက်လို့ပြောဝုံဝုံဝေးကိုကြည့်အောင်လေ တကယ်လား 不是， သိကြတော့ဝင်းကြီးဟောညီမလေးဝါရင်ကြီး 不是你，哪路啊你们？ ဒီကဘာပုံချာ 后面哪里？ ရင်ရဆောင်းကောင်းတယ်ကွာရင်ရ မင်းလည်း ဆောင်း ဒီ ရ ကကြည့်လာတော့မင်းဒီနာကြီးရဲ့ performance 708ပါလေ အေးလို့မို့တော့ရှိကနေမြေဒီရေကအတော့ဖန်ပြီးပြီးမှာနောက်ကနေနောက်ရထိုးရောပဲရော 1 2ပဲထိုင်နေနေုံပဲ ထိုးနေရောပဲပေါ့လောက်ထိုင်လာပြီးတော့ကွာရှင်ကတကယ်ကောင်းလာတော့ကြီးอ่ะ what the heck တကယ်ကောင်းတဲ့မင်းကြီးလည်းတော့ဘာကြတာလဲ မင်းဆောင်းထိုင်ပြီးတာစကိုင်းလာလို့ယူဘလဲစကိုင်းလာယူက တော်ဟိုက်သွားတာရင်းတော်ဟိုက်သွား ဘယ် တာ တော့ဝေးနေရောယူလို့ခဏပြူလာဘာသာလေးပြန်ပြီးကြတော့အင်တာဗျူးလေးကိုယူလေးကြည့်မယ်ဗျ My goodness, I think a lot of us are still in shock, but now we have on stage Stitch and Blink together with us. Congratulations for that win against Onyx Indonesia. Now, my first အကုန်လုံးကတော့ဒီချိန်မှာ short ရနေတော့ပဲပေါ့ဗျာ။ဦးနစ်ကိုနိုင်သွားတဲ့တော့ပေါ့ show day video earlier, and you guys mentioned that for you, on top is Onyx, and then you are next after Onyx. Now, after winning against them, does this put you on top of Onyx? ။ပထမကတော့အဲ့လိုမျိုးကျွန်တော်ထင်တော့သူတို့ကဒီ YG YG ရဲ့အထက်မှာဦးနစ်ကိုထားထားမိမယ် YG ကဦးနစ်ကိုနိုင်သွားတဲ့ခါမှာဦးနစ်ကဘယ်ကိုထားသွားမလဲဘယ်ကိုထားထားမလဲပေါ့အဲ့လိုမျိုးမေးတာနေတူတယ်။မှားဝိုင်းလည်းထောက်ပြောင်နော် အဲ့လိုတော့မဟုတ်သေးပါဘူး။ဘာလို့1ဆိုတော့ဘာလို့3မှာမှအဖြေထွက်ပါဘူး ။ဟော It's just best of 1 so like we can say so hammer guys နော် blink က hammer ဖြစ်တယ်ညီကိုတို့ blink က hammer ဖြစ်တယ် blink က hammer ဖြစ်တယ်ချက်နော်ကျွန်တော် best of 1မို့လို့ပါတယ် best of 3မှာဒါဦးနစ်အထက်မှာသူတို့ရှိတယ်ဆိုတော့ပြောလို့ရမှာပေါ့နော် yeah so we gotta go to best of 3 to tell Okay, I see. But I'm liking the smile on your face. You seem very happy after that win, okay? Now ရမ်း moving ပျော် on နေတဲ့ to ပုံပဲ Blink. ရမ်းပျော်နေတဲ့ပုံပဲ Yesterday, မနေ့ a ကတော့ lot of people were shocked by your Hellgurt. Your Hellgurt မနေ့ကတော့မင်းရဲ့ yesterday, hacker နဲ့လူ okay? များ So ရှော့ I ရ have ခဲ့ a တယ်ပေါ့ question နော် for hacker you. blink ဆိုင် Why do you ဟော think ခဲ့တယ်ပေါ့ is Yangon, compared to other teams, a lot more confident in bringing out these kinds of picks? blink if they are finally on top of Oned we have to win a best of 3 yeah ကျွန်တော်ပြောမယ် 100% confident ရရှိနေလို့ hacker ကတော့ confident he's very confident about the hacker pick because hacker pick ကသူ့ကိုယ်သူတရားရင်တော့ယုံကြည်မှုရှိတယ်တဲ့ I see. Okay. So now, for my last question. နောက်ဆုံးမေးခွန်းအနေနဲ့ Since you won this match again, do you have anything to say to the other 2-0 teams that you will potentially go up against? တခြား2 team နဲ့နိုင်ထားတဲ့အသင်းတွေကိုဗာမြန်ပြောချင်တယ်ပေါ့ SRG, Alter Ego, do you have anything SRG, to say AE, to Liquid. these teams who you will potentially go up against? မနေ့ပြန်တွေ့ရမယ့်အသင်းအနေနဲ့ မနေ့ပြန်တွေ့ရမယ့်အသင်းတွေကြတော့ဘယ်လိုပြောရမလဲဆိုတော့သူတို့အနေနဲ့အကောင်းဆုံးကြိုးစားလာခဲ့ပါကျွန်တော်တို့လည်းအကောင်းဆုံး အကောင်းဆုံးကြိုးစားလာခဲ့ပါနေနော်မှန်တယ်အကောင်းဆုံးကြိုးစားလာခဲ့ပါတယ် we'll try our best to face you guys မနေ့ပြန်သူတို့နဲ့တွေ့မဲ့အသင်းတွေတော့အကောင်းဆုံး We ကြိုး are စားလာ ready, ခဲ့ပါ and I hope they will be ready too. And later on,သူ we'll တို့က find လည်း out what the အစင်းသစ် matchups ဖြစ်နေမှာ are ပါလေ indeed နင်တို့ going က to be. But for now, congratulations once again to Yangon, and thank you so much for Yeah, joining us on congratulations လုပ်တယ် stage. ဗောနော်ဒီ I believe ပြိုင်ပွဲ it's နိုင်သွားရ time တော့ that ဒီ we ပွဲ head on over back to our casters to break down that game. holy shit ဦးနေကြီးကိုဖျက်နိုင်သွားတာရောက်ရေ